အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အကြောင်းကတော့အာရှပစိဖိတ်ဒေသရဲ့တင်းမာမှုတွေကိုအဆုံးစွန်ထိမြင့်တင်လိုက်တဲ့တရုတ်စစ်တပ်ရဲ့တိုက်ပွဲဝင်တန်ချက်ကတက်ဖြတ်မှုတွေနဲ့အတူဒါကိုကြိုတင်ဟန်တားဖို့စောင့်ဆိုင်းနေတဲ့ဂျပန်နဲ့ထိုင်ဝမ်တို့ရဲ့ရေအောက်နဲ့လေကြောင်းကာကွယ်ရေးကိုရကြီးအကြောင်းပဲဖြစ်ပါတယ်အာရှပစိဖိတ်ဒေသရဲ့ပထဝီနိုင်ငံရေးတင်းမာမှုတွေဟာအခု2026ခုနှစ်အတွင်းသမိုင်းတခြားအမြင့်ဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါပြီအထူးသဖြင့်အရှေ့အာရှရဲ့တည်ငြိမ်ရေးအတွက်စီးရေးအရာမကျော်လွန်ရမယ့်မြင်းနီ red line လို့သတ်မှတ်ထားကြတဲ့ထိုင်ဝမ်ရေလက်ကြားဒေသအတွင်းမှာအင်အားကြီးနိုင်ငံတွေရဲ့စီးရေးအရာလှုပ်ရှားမှုတွေဟာပုံမိုသိသာထင်ရှားလာနေတာဖြစ်ပါတယ်မကြသေးမီကထွက်ပေါ်လာတဲ့စီးရေးသတင်းအချက်အလက်တွေအရတရုတ်စစ်တပ်ဟာသူတို့ရဲ့အရှေ့ပိုင်းစစ်ဒေသကုကဲရေးဌာန Eastern Theater Command ထံကိုကမ္ဘာအဆင့်အမြင့်ဆုံးနဲ့တန်ချက်ကားဒုတဲ့ကြီးမားလာတဲ့ Type 99A ပေမတိုက်ပွဲဝင်တင်ကားတွေကိုစတင်တက်ဖြန့်ပေးပို့လိုက်တယ်လို့သိရပါတယ်။ဒါဟာရခိုင်ကပေါ်ပါတဲ့ Type 96အမျိုးအစားတင်ကားတွေကိုသာသုံးစွဲခဲ့တဲ့အရှေ့ပိုင်းစစ်ဒေသအတွက်သမိုင်းဝင်စီးရေးအပြောင်းအလဲတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတကာစီးရေးလေလာသူတွေမေးခွန်းထုတ်နေကြတာကတော့ဒီလိုတန်ချိန်58တန်လေးတဲ့တန်ချက်ကာတင်ကားကြီးတွေကိုထိုင်ဝမ်ကျွန်းပေါ်ကိုအမှန်တကယ်ပို့ဆောင်နိုင်စွမ်းရှိရလားတခြားတစ်ဖက်မှာရောဂျပန်နဲ့ထိုင်ဝမ်တို့ကဒီစီးရေးစိန်ခေါ်မှုကိုဘယ်လိုပပေါင်းစုံနည်းဗျူဟာတွေနဲ့ဟန်တားထားနိုင်တယ်လဲဆိုတာပါပဲဒီနေ့အစီအစဉ်မှာတော့ဒီစီးရေးဆိုင်ရာပြင်ဆင်မှုတွေရဲ့နောက်ွယ်ကသုံးသက်ချက်တွေကိုအသေးစိတ်စီစစ်တင်ပြပေးသွားမှာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့ Type 99A တင်ကားတွေဟာ125mm ပြောင်ချောအမြောက်ပါဝင်ပြီးဤပညာအရာဟန်တာကီလာစနစ်လို့ခေါ်တဲ့ပြစ်မှတ်တစ်ခုကိုတပြိုင်တည်းတိုက်ခိုက်နိုင်တဲ့အဆင့်မြင့်ရေဒါစနစ်တွေပါဝင်ပါတယ်ဒါဟာထိုင်ဝမ်ကလက်ခံရရှိထားတဲ့အမေရိကန်လို့ M1A2D Abrams တင်ကား108စီးရဲ့စွမ်းဆောင်ရည်ကိုရှင်ပြိုင်ဖို့စစ်ရေးအရာအတုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုတန်ချက်ကာဒုတဲ့ကြီးမားလာတဲ့တင်ကားတွေကိုရေချောင်းကနေပို့ဆောင်ဖို့ရာတရုတ်စစ်တပ်ရဲ့ရေကုန်းနှစ်သွင်းသုံးတိုက်ခိုက်ရေးစွမ်းအားတို့ကိုပေါင်းစပ်ထားတဲ့စစ်သင်္ဘောသီးသန့်နဲ့တင်မလုံလောက်ပါဘူးဒါကြောင့်စီးပွားရေးသုံးရိုဂရုသင်္ဘောရာပေါင်းများစွာကိုပြုပြင်ပြီးအသုံးပြုဖို့စီစဉ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ပင်လယ်ပြင်ကိုဖျက်ဆီးရမယ်ဒီကရုသင်္ဘောကြီးတွေဟာပြစ်မှတ်ထားရလွယ်ကူတဲ့အားနည်းချက်ရှိနေပါတယ်စီးရေးသုံးသက်သူတွေထောက်ပြကြတာကတော့တရုတ်ရဲ့ရေချောင်းချီတက်မှုကိုတားဆီးဖို့ဂျပန်ဟာသူတို့ရဲ့ကာကွယ်ရေးမူဝါဒကိုပုံမိုတက်ကြွတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်ဂျပန်ဟာကီလိုမီတာ1000ကျော်ပြစ်ခတ်နိုင်တဲ့ Type 12ကမ်းခြေစောက်ဒုံးကြီးတွေကိုကျူရှုကျွန်းနဲ့အနောက်တောင်ဘက်ကျွန်းတန်းတွေမှာတက်ဆင်ထားသလိုအမေရိကန်ထံမှကီလိုမီတာ1600အကွာအဝေးအထိပစ်ခတ်နိုင်တဲ့ Tomahawk Cruise ဒုံးကြီးအစီး400မကဝယ်ယူထားပါတယ်။ Fuji စကန်မှာလည်းအသံထက်အဆမတန်မြန်တဲ့ Hypersonic Light Vehicles တွေကို2026ခုနှစ်အတွင်းတက်ဖြန့်ထားပြီး Izumo Class သင်္ဘောတွေကို F-35B ကိုပြောက်တိုက်လေယာဉ်တွေဆင်းသက်နိုင်တဲ့လေယာဉ်တင်သင်္ဘောတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ယူကရိန်းစစ်ပွဲအတွေ့အကြုံရှိတဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းက Terra A1A2 လေကြောင်းဖြတ်တောက်ရေး drone တွေကိုထုတ်လုပ်ပြီးတရုတ်စစ်သင်္ဘောတွေရဲ့ရေဒါနဲ့ဆက်သွယ်ရေးစနစ်တွေကိုစီစစ်နှောက်ယှက်ရန်ပြင်ဆင်ထားပါတယ်။ဂျပန်မှာကမ္ဘာအဆင့်မြင့်ဆုံးလီသီယမ်အိုင်ယွန်ဘက်ထရီသုံးဆိုရူးနဲ့တိုက်ခိုက်အမျိုးအစားဒီဇယ်လျှက်စစ်ရေငုပ်သင်္ဘော22စီးရှိပြီးရေပေါ်သို့ပြန်တက်ရန်မလိုပဲသတင်းပတ်ပေါင်းများစွာပုံခိုနိုင်တဲ့ဒီရေငုပ်သင်္ဘောတွေဟာထိုင်ဝမ်ရေလက်ကြားမှာအသင့်ဆောက်ဆိုင်ကတရုတ်ရဲ့ရိုသင်္ဘောတွေကိုတော်ပီတိုတွေနဲ့ပင်လယ်ပြင်အောက်ခြေကိုနစ်မြုပ်ပစ်နိုင်ပါတယ်ထိုင်ဝမ်ကျွန်းဟာလည်းစီးရေးအင်အားမမျှတမှုကိုကျော်လွှားဖို့အတွက်မိုဘိုင်းဒုံးကျည်စနစ်တွေ RTS 600M နဲ့ 700M ကာမီကာစီဒရုန်းအစီးပေါင်း9000ကျော်နဲ့ HIMARS စနစ်များကိုအသုံးပြုပြီးကျွန်းတစ်ကျုံလုံးကိုရွေရှားကာကွယ်ရေးကွန်ရက်အဖြစ်ပြောင်းလဲထားပါတယ်ဒါအပြင်ထိုင်ဝမ်ရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ရေတိမ်ပိုင်းနဲ့ရွှွံ့နွံထူထပ်တဲ့ပထဝီဝင်အနေအထားတွေဟာလည်းတရုတ်တန်ချက်ကတပ်ဖွဲ့တွေအတွက်ကြီးမားတဲ့အဟန့်အတားဖြစ်စေပါတယ်။တရုတ်စစ်တပ်မှာစစ်သင်္ဘောအရေးအတွက်အရာကမ္ဘာအကြီးဆုံးရေတပ်ရှိပေမဲ့လည်းအမေရိကန်ရဲ့ Indo-Pacific Command ကချထားတဲ့အနုမြူရေငုပ်သင်္ဘောတွေ B2 နဲ့ B52 ဘုံကျဲလေယာဉ်တွေနဲ့ Marine Littoral Regiment တို့ရဲ့အခန်းကဏ္ဍတွေကြောင့်တိုက်ရိုက်စီးရေးကျူးကျော်မှုထက်အခြားသောနည်းလမ်းတွေကိုသာအဓိကသုံးပွဲရှိနေပါတယ်။ CSIS လို့ကမ္ဘာထိပ်တန်းစီးရေးလေ့လာရေးအဖွဲ့အစည်းတွေရဲ့သမိုင်းဝင်စီစစ်ချက်တွေအရတိုက်ရိုက်ပဋိပက္ခဖြစ်ပွားပါကနှစ်ဖက်စလုံးအတွက်အလွန်အမင်းထိခိုက်နေတာစေမဲ့ဝါတော့ attrition အင်အားပြုံးတီးရေးစစ်ပွဲဖြစ်လာနိုင်တာကြောင့်တရုတ်အစိုးရအနေနဲ့တိုက်ရိုက်ကျူးကျော်ခြင်းထက်သတင်းအချက်အလက်စစ်စင်ရေးပိတ်ဆို့မှုဆိုင်ရာဖိအားပေးခြင်းဂရေးစုံတက်တစ်တွေကိုသာဆက်လက်ကျင့်သုံးပွဲရှိတယ်လို့စီရေးကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။
ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ Pacific ဒေသရဲ့စီးရေးနဲ့ပထဝီနိုင်ငံရေးပြင်ဆင်မှုတွေအကြောင်းသုံးသပ်ချက်အပေါ်ပြည်သက်တွေရောဘလို့ထင်မြင်ယူဆမိပါသလဲဂျပန်နဲ့ထိုင်ဝမ်တို့ရဲ့အစစ်မြေကာကွယ်ရေးနည်းဗျူဟာတွေဟာအနာဂတ်ရေချောင်းတည်ငြိမ်ရေးကိုထိရောက်စွာအာမခံနိုင်မလားဆိုတာခွန်မှတ်မှာဝင်ရောက်ဆွေးနွေးသွားခဲ့နိုင်ပါတယ်။နောက်ထပ်လည်းကမ္ဘာရေးရာသတင်းတွေနဲ့သုံးသပ်ချက်တွေကိုစောင့်မျှော်ကြည့်ရှုနိုင်ဖို့ Daily Focus News ကို like နဲ့ subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။